sport ရန်ကုန်ကနေကျိုးဆိုပါရရှင်ပတ်ရထားလေးပတ်စီမှာဖြစ်ပါတယ်ပေါ့မြေတာညွန်ပူတာတော့တွားနေရရှိမှာ BE ရခေါင်းမဟုတ်တော့တရုတ်မှဆက်ခေါင်းနဲ့ရထားတစ်စီရောတွေ့နေရပေါ့နော် sporting လောက်လိုက်အောင်မယ်ပြီးတော့မှ update လေးထပ်ပြီးတော့ပြောပြမယ်ပေါ့နော်ရထားတော့လာနေပြီ sporting အမြန်လေးဝင်လိုက်အောင်မယ်မြေတာညွန်ပူတာအရန်သဘောကျတယ်အုံဆိုင်ပြီးတော့လေလုံးဝစိမ့်စိမ့်ဆူဆူရှိရပတ်ဝန်းကျင်တစ်ခုလုံးကြည့်လိုက်လေဟိုစိတ်ညစ်လို့လာထိုင်အောင်မှထိုင်လို့ကောင်းတဲ့ပူတာတစ်ခုပေါ့နော်အဲ့လိုမျိုးပဲမြင်ပါတယ်ဒီမှာပေါ့နော်ကိုပင်ကနေပြီးတော့ကြားတဲ့ဒီမုံမွားလေးပေါ့နော်ယထာလာပါပြီအဲ့ဒီတော့မှပုံမှန်ထိုက်ယထာကမိနစ်30လောက်နောက်ကျပြီးတော့မှဘူတာဝင်လာပေါ့နော်ပြီးတော့ယထာစီးရဲ့လူလည်းအရန်များပြီးယထာပေါ်မနေတိုးချိတ်ပြီးတက်ရတယ်ဒါပေမဲ့သူမကတော့လှလှပပလေးနဲ့ပဲဘူတာဝင်လာခဲ့ပါတယ်ပေါ့ဒါရဖြစ်တဲ့အခါကျတော့ထိုင်ကုန်နေရာမရဘူးပေါ့နော်ပါရမီဘူရာရောက်တော့မှနေရာရတာဖြစ်တဲ့အတွက်ကြောင့်မလို့ white view လေးနဲ့အမြန်မှတ်တမ်းတင်တဲ့ vlog လေးက match လပိုင်း2026ဒီနွေရာဒီမှာရိုက်ထားတဲ့ vlog လေးဖြစ်တယ်ပေါ့နော်ကြည့်ပါဦး Innocity လာရနော်ဒီနေရာတော့မမေရဲ့ favorite ဖြစ်ဆုံးဒီမြောက်ကလာအဝင်နေရာလေး transporting လဲလှုပ်လို့ကောင်းမဲ့နေရာလေးတစ်ခုလိုမြင်မိတယ်ဒါတော့နွေရာဒီ5ဆိုတဲ့အတိုင်းကွာစိန်မန်းနေငူဝါပန်းနေမြင်ရမယ်နောက်ပြီးတော့နွေရာဒီ5နဲ့တူရဲ့ဒီအငွေတက်ကလေးပေါ့နော်ယထာလန်တလျှောက်5လေးရပြီးတော့ယထာစီယာကောင်းတယ်မမေကတော့မျိုးတစ်ပတ်လုံးပတ်မစီပဲနဲ့ကောက်ကွင်းပူတာကနေတစ်ဖက်ကိုပြန်ပြီးဟိုကူးတီကူယထာပြောင်းစီမှာပေါ့နော်ဆိုတော့ထွက်သွားပါပြီဒါကောက်ကွင်းပူတာရဲ့ information ဖြစ်ပါတယ်နွေရာဒီ5နဲ့ကောက်ကွင်းဘူတာရဲ့အလားနေတော်တော်လေးကိုက်ညီရဲ့ကြည့်ပါဦးလှရနော် view လေးတွေကလွမ်းဆွေးစရာကြီးပြောရင်ဆိုရင်လည်းဒီရက်မြေရထားကြီးဝင်လာပါတယ်ဆိုလက်ရရဘက်ကနေပြန်ပြီးပတ်မှာဆိုတော့ကျွန်တော်ဟိုဘက်ကိုရထားလမ်းပြန်ပြီးတော့ကူးပါမယ်ပြီးတော့ဒီမှာနေဝင်ချိန်နဲ့တိုးသွားရဆိုတော့လေတော်တော်လေးကိုမှလှရဲခောက်ကွင်းပူတာကိုညနေ6:10မိနစ်မှာယထာဝင်ပါတယ်ယထာကတော့မင်းတို့ဗီဒီယိုရှေ့မှာတွေ့ခဲ့တဲ့ဒီတရုတ်စကောင်ဖြစ်တယ်ပေါ့နော်ဘီရမဟုတ်ပါဘူးဆိုတော့ဒီကလက်ရရဘက်ကနေပြန်ရှစ်ပြီးတော့မင်းကမလွားကုန်ပြန်มาပေါ့နော်ဒါတော့ယထာလန်တခြားဒီ refund နေယထာစီရလူနေတော်တော်လေးယထာစီရပျော်ဖို့ကောင်းနေပြီးတော့ပတ်ဝန်းကျင်ရလေးစိတ်စိမ့်ဆူဆူနဲ့ဒီကောက်ကွင်းပူတာပြီးသွားလို့ရှိရင်ဒီချက်ကလပ်ပူတာအဝင်နေရာလေးတွေဆိုရင်တော်တော်လှယထာစီရရဲ့ vibe ကလေဘလို့လေးလည်းမသိဘူးကွာငယ်ဘွားပြန်ပြီးလွမ်းဆွေတဲ့ပုံစံမှုကလေးရရပါတော့မမေကတော့တယောက်သေးနားထဲမှာနှစ်ချက်လေးထည့်ပြီးတော့ယထာပတ်စီရဲ့ပုံဝန်းကျင်ကိုကြည့်တယ်ပြီးတော့အခုလိုမျိုးစိတ်မမ်းမင်းအကြီးတွေနဲ့မိုက်တယ်နော်နွေရာဒီ5ကိုမှလေဘယ်လိုပြောမလဲယထာပတ်စီလို့ကောင်းနေရာဒီလို့မြင်တယ်ယထာအတော်မြန်နဲ့အရှိန်ပါတယ်ပေါ့နော်ဒီနေ့ကတော့ဟွန်းတန်နေတောက်လျှောက်ပြီးတော့မှမင်္ဂလာဒုံစည်းပူတာကိုတွားနေရပါတော့ဒီနေရာယထာ H ပေါ့နော်ယထာကွေတဲ့ degree အကွေအများဆုံးနေရာလို့ပြောရမယ်ယထာအလိုတကွေတစ်ပိုက်ယူလေမသိတောင်ကြီးပိုင်းမှာယထာသွားစီးနေရတယ်လို့မျိုးကဲမင်္ဂလာဒုံဈေးပူတာဝင်ပါပြီဒါတော့ဝေပါကီပူတာအဝင်ပေါ့နော်အခုကတော့ဗီဒီယိုတွေရိုက်လို့မရတော့ဘူးဝေဖာကီပူတာရောက်တော့မယ်ဆိုတာနဲ့လက်ကင်ဖုန်းတွေတုံးလို့မရဘူးဆိုပြီးတော့မှ information တွေလာပေးရပေါ့နော်မင်းကတော့ဒါကဒီ match လပိုင်း2026ကရိုက်ထားဆိုတော့မှတ်တမ်းနေရတယ်ပေါ့နော်အခုလက်ရှိယထာပတ်စီမဲ့လူတွေကတော့ဝေဖာကီပူတာရောက်ပြီးဆိုတာနဲ့
လက်ကင်ဖုန်းတွေလုံးဝတုံးလို့မရပါဘူးဖုန်းတွေကို silent လုပ်ပြီးတော့အကတ်ထဲကိုထည့်ထားဖို့ကိုဒီနေရာကနေ information ပေးပါတယ်ဒါတော့ရန်ကုန်ကနေညနေ9:45ကထွက်လာတဲ့အင်းစိန်ကိုပြန်မဲ့ဒီရက်မြို့သားဖြစ်တယ်ပေါ့နော်ဒီရက်မြို့ရလည်းချိန်မိုးလို့လှလိုက်တာကဲဝိပါကီပူဒါကြီးကိုဝင်ပါတော့မယ်အဲ့ဒီအချိန်မှာပဲထိုင်း airline တခုမြန်မာပြည်ရန်ကုန်လေဆိပ်ဆင်းနေပေါ့မြန်မာပြည်ကိုတူလာရပေါ့နော်အခုကတော့လုံးဝရေးလို့မရပါဘူးเนาะ information တေချာပေးပါတယ်ဝိပါကီဘူဒါအထွက်နေရလေးပေါ့နော်ရှုကင်းလေးနေဝင်ချိန်လေးကြုံလို့အမတ်တရအနေနဲ့ရိုက်ကူးတာပေါ့အခုနောက်ပိုင်းကတော့ဗီဒီယိုရိုက်ခွင့်တော့မရှိတော့ဘူးဆိုတော့ဝမ်းနေစရာပဲပေါ့နော်ယထာစီဘူးရဲ့အမတ်တရလေးရှင်လေးပြောပြပေးပါအောင်လို့အခုချိန်ယထာကြီးမြန်လာတော့ဟိုးအရင်မိမိတို့ငငယ်တုန်းကဂျုံဂျုံချက်ချက်ယထာကိုပြန်ပြီးတော့အမတ်တရတတိယရပေါ့နော်ရင်တော့ယထာရဲ့ကြတော့အပယ်နဲ့ဒီဘေးပတ်ဝန်းကျင်ရှုခင်းတွေကိုကြည်ရပါပေါ့နော်အခုချိန်ယထာလမ်းဘေးမှာလူဦးရေကလည်းများလာတဲ့အိမ်ကြီးစွာလည်းအများကြီးပဲပေါ့နော်အရင်ကနေတော့ဘာတစ်ခုမှမတူတော့ဘူးပေါ့နော်ဟိုလူထူတက်လာရဲဆိုတော့ခန်းစားချက်ယူခန်းစားရတယ်အဲ့လိုနဲ့ပဲနေဝင်ချိန်တွေရအောင်ပြီးတော့အိမ်ပြန်ချိန်တွေနီးတက်လာပြီပေါ့နော်ဒီကတော့ဘေဘူဒါလဲတော့မသိဘူးဒါပေမဲ့တော်တော်လေးလွမ်းဆွေးစီရတော့ကောင်းနေရယ်ထိမိနေရောပေါ့နော်နွေရာဒီ5နဲ့နားထဲမှာနှစ်ချက်ကလေးတက်ပြီးတော့ယထာစီရရဲ့မူပါလေအထီးကျန်နေလို့တော့မခံစားရအောင်ပေါ့နော်ဟိုငငယ်တုန်းကကိုဒီယထာစီခဲ့တဲ့အမှတ်တရလေးတွေပြန်ပြီးတော့တတိရတယ်ပြီးတော့ဒီစိတ်မန်းပင်တွေကလည်းနွေရာဒီနဲ့တော်လိုက်ဖတ်ပါတယ်ဒါတော့ကလေးလေးတယောက်ရဲ့တဏိတာပင်မနှမြအနာယူနေချိန်ပေါ့ရှင်မလွာကုန်းဘူတာကိုရောက်သွားပါရဲ့ပေါ့နော်အဲ့တော့နွေရာဒီမြို့ပတ်ယထာစီတဲ့အမှတ်တရလေးပေါ့ရှင် vlog လေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးပါ